အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ mobile ချက်ဆောင်လာဖြစ်ပါတယ်ကြည့်ကြရအောင်ကျွန်တော်တို့ဗျအပေါ်လေးလူအားလုံးဆိုဗျကျွန်တော်တို့တော်တာကင်းလို့ပြောနေကောင်းနေဘာကောင်းနေမို့တို့စနေရှိတော့မယ်ပုံကိုခေါ်လာခဏလေးတော့ကျွန်တော်ဖုန်းတစ်ချက်မှတောက်လာခဏလေးပါဗျခဏလေးပါတော့ဘာချက်ဆောခုမိုဘိုင်းချက်ဆောရမှာကျွန်တော်ခုမှဗျကျွန်တော် level နှိပ်သေးတယ်ကျွန်တော်ခုမှ level နှိပ်လို့ရှိတယ်ကလပ်စစ်ပဲဆောမှာပေါ့နော်ကျွန်တော်ဘာဘယ်ကောင်နေလာဘန်းနာလည်းမသိဘူးကျွန်တော်လည်းဆောရဲကောင်နေကျွန်တော်လည်းကျွန်တော်ထက်တော်နေပြီဆိုတော့ဗျာနေရရကျွန်တော်တော်လာခဲ့လို့ပြောရကျွန်တော်ပေါ်မှာ YouTube ပေါ်မှာကြည့်ကျွန်တော်တော်လာခဲ့လို့ပြောဒီကောင်လေးစောရဲခင်ရတော်လာခဲ့မဟုတ်လားအဲ့ဒါလူကျွန်တော်ရှင်းပြပါကျွန်တော်တီးကျင်လို့ခေါင်းကအာရီရောက်နေတာပါဗျာခေါင်းလေးကျွန်တော်လူဘာမှမစောတတ်ပါဒီကောင်လေးဗာလေစောက်ပေါ်ပေးမှာဗျာကျွန်တော်လုပ်ခင်ကျွန်တော်မိုဘိုင်းကျုပ်ပဲဗျာဒီကောင်တော်လာခင်လို့ပြောဒီကောင်ကင်းအောင်ဘယ်လောက်ထိစောက်ကြည့်ကျွန်တော်တို့မိုဘိုင်းချက်ကင်းနဲ့ပြေးပြီးကြည့်ပြောဒီကောင်ကဘယ်လောက်ထိစောက်စင်းမြင်လို့လဲဒီကောင်စောက်စင်းမြင်မိုဘိုင်းချက်ပိုင်မှာဟုတ်ဒီကောင်ကိုခေါ်လိုက်ဗျာအော်နောက်လို့ပါဗျာ YouTube ကြည့်အော် sorry YouTube ကြည့်ရင်ဘယ်လိုရလဲပြောပေးရဒီကောင်စောက်ပေါ်ပါလို့ဒီအကောက်ကိုမြင်နေလေကျွန်တော်ပြတယ်ကျွန်တော်ကအခု YouTube ပေါ်မှာတင်ပါပေါ့နော်ကျွန်တော်တို့ကိုစားရမှာမယ်နော်ကျွန်တော်တို့ဗျာအဲ့ကောင်နေစောကြောတင်းတာဗျာအဲ့လိုကျွန်တော်တို့အဲ့လိုပြောတဲ့ကောင်နေစောကြောတင်းတဲ့ကောင်တွေပဲဗျာဒီကောင်နေစောကြောတာဒီမလားဟုတ်လားဗျာကိုယ်ဆော်ရိုးရဲမော်လာပြန်ဗျာကျွန်တော်တို့လူငယ်တော့မနိုင်ဒီကောင်နေဆောက်ဝတ်တော့လောက်လိုက်ရောက်တည်လားဟိုဘာမှတောက်လို့မကြပါဘူးဟုတ်လေခုလေလမ်းမှာပေါ့ကျွန်တော်ဘာသွားဆောင်ဘာစားရလဲကြာလည်းထောက်တယ်ဗျာနားလည်းထောက်တယ်ကျွန်တော်အားလုံး